ရှိတဲ့အရာနဲ့စလို့တေးရင်တေးပါစေငေငေပါစေခမားကိုဖျားပါပေးထားတယ်လေအဲ့ဒီပေးတဲ့ခမားပါရှိတဲ့အရာလဲနဲ့အကောင်ဆုံးလုပ်ဖို့လိုတယ်တခါတလေကြာရင်ကျွန်တော်တို့ကငါဒီလိုလုပ်ချင်တယ်ဒါပေမဲ့ငါမှဒါမရှိလို့ငါဒီလောက်လုပ်ချင်တာကြီးဒီလိုလုပ်ချင်တာဒါပေမဲ့ငါမှ background မရှိလို့ငါမှပညာမရှိလို့ပတ်စံမရှိလို့ reason တွေကျွန်တော်အမျိုးမျိုးပြတတ်တယ်အခွက်တစ်စေအပေးချင်းခံရတဲ့လူကမြေကြီးမျိုးတူပြီးတော့မြုပ်ထားတယ်ဘာကြောင့်လဲသူကမထုတ်တော့ဘူးလေဘုရားသခင်ကကျွန်တော်တို့ကိုပေးထားတဲ့အရာကနေရင်လည်းနေမယ်များရင်လည်းများမယ်ဒါပေမဲ့နေသည်ဖြစ်စေများသည်ဖြစ်စေအသုံးပြုဖို့ဖြစ်တယ်အသုံးချဖို့ဖြစ်တယ်တိမ်ထားဖို့မဟုတ်ဒါကျွန်တော်တို့ပေါ်ပေါက်ရမှာဖြစ်တယ်ကျွန်တော်တို့ကသေးပေမဲ့ငေပေမဲ့ဒီအရာပေါ်မှာယုံကြည်ခြင်းနဲ့နာခံခြင်းနဲ့အလုပ်လုပ်အဲ့ဒီပေါ်မှာဘုရားရဲ့ blessing ကောင်းကြီးကအမှစီစဉ်လာတာဖြစ်တယ်အဲ့ဒီခုနအတင်းတော်မှာပဲမိုက်လည်းမရှိအဲ့ဒါနဲ့ဆူတောင်းတော့အလူရှင်တယောက်ပေါ်လာတယ်ဒီလိုဆောင်းပုံလေးနဲ့ MM နဲ့လာပေးတယ်ပြီးတော့မိုက်ရပါတလုံးပါလာတယ်သူတို့ကအိမ်မှာကာရာအိုကေဆိုတာဒါပေမဲ့ဆက်ပိုကောင်းတော့ရတော့ဖျားเจ้าမလာပိုးပေးတယ်အိမ်မှာမကြိုက်တော့လို့ဖျားเจ้าလာပိုးပေးတယ်ဒါပဲဖြစ်ဘာမှမရှိတဲ့သက်ဆိုင်တော့ကောင်းတယ်ဆိုပြီးတော့ခက်တာမိုက်စတန်မရှိဘူးအတင်းတော်လည်းစင်းရင်တော့အကြီးလို့မိုက်စတန်တစ်ခုတော့မဝင်နိုင်ဘူးအဲ့ဒါနဲ့ဆရာလည်းတရားဟောတဲ့အချိန်မှာကျမ်းစာတွေမဆုဒီကရှိတော့လေဖြစ်နိုင်တိတ်မကင်ချင်ဘူးတိတယ်မဟုတ်လားမိုက်မကင်ချင်ဘူးဒီတိုင်းလက်နှစ်ဖက်ကိုလွတ်ပဲအဲ့လိုကင်ချင်တာဟုတ်စာအုပ်တွေပါတယ်လေဖွင့်လို့ရအောင်အဲ့ဆက်စဉ်းစားတယ်မိုက်စတန်မရှိတော့ဘလို့လို့ကောင်းတယ်မိုက်တော့ရှိတယ်အကြံတစ်ခုရပါတယ်မိုက်ကိုတန်ကျူးနဲ့ချိတ်ပလိုက်ငါမှတန်ကျူးရှိတယ်မိုက်စတန်မရှိမှငါမှတန်ကျူးရှိအဲ့ဒါသူ့နန်းကျူးတစ်ခုဝယ်ပြီးတော့ဟောပေါ်ကနေသူ့နန်းကျူးနဲ့သူချီပြီးတော့သူချတော့မိုက်ကသူဖြစ်နေဒါဆိုမလောက်အောင်ဆိုပြီးတော့ဒီကနေ့ဆက်ချီပြီးတော့ဒီမှာတန်နဲ့ရိုက်ပြီးတော့တင်းလေးလှုပ်ထားတော့လေမိုက်ကမတိလေပေါ်မှာဝေးနေတယ်လို့နဲ့အစင်ကိုပြေးနေတာပဲအဲ့ဒါတင်းကိုနေနဲ့မလို့ဟောတာမရှိဘူးလို့ညင်းမိနေနဲ့ရှိတာနဲ့အစင်ပြေအောင်လုပ်ဟုတ်ပြီနော်ရှိတာနဲ့အစင်ပြေအောင်လုပ်ဘုရားကောင်းကြီးအမှရောက်လာတာအဲ့ဒါနဲ့ဖြစ်ချင်တော့အဲ့ဒီတင်းကိုနေမှာမူးရစ်တပ်ဖွဲ့ကနေအရာရှိတယောက်ကဖျားလာရှိုးတာအဲ့ဒါဆရာကတန်ကျူးတန်လန်းနဲ့မိုက်သူအကြည့်ပြီးတော့လုံးဝအဆင်မပြေဘူးအဲ့ဒါနဲ့ဖျားရှိကိုလည်းပြီးရောဆရာကပါပဲဆရာတဲ့နောက်ပတ်ကြရင်ကျွန်တော်မိုက်စတန်တစ်ခုဝေပေးမယ်တဲ့ဟာလေလုယာအဲ့လိုရှိတယ်ဖျားအဲ့ဒါ